အားလုံးပဲမင်္ဂလာပါဒါ Lucky Sport ဒါ channel ကနေဒီကွာကိုပြန်လဲကြိုဆိုလိုက်ပေးလိုက်ပါတယ်ဒါမနေ့ကဒါကျွန်တော်ရွေးရှယ်ရတဲ့1နဲ့ Brentford ဒါ Brentford body ညီကိုတွေရနိုင်မယ်ထင်တယ် Brentford ကတော့ဒါ V2 ဆိုတဲ့ပုံစံမျိုးနဲ့အောင်ခဲ့တယ်ဆိုတော့ကျွန်တော်ဒါဒီနေ့မှာဆိုတော့ဒါ Champion League ဒါပွဲကြီးပွဲကောင်းတွေတော်တော်လေးများများရှိတယ်ကျွန်တော်ဒီထက်မှဒါကျွန်တော်အကြိုက်ဒါတပွဲကောင်းကိုဒါရွေးထုတ်ထားပါတယ်အဲ့ဒီပွဲလေးကဆင်တော့ဒါ Arsenal နဲ့ဒါ Atletico Madrid တဲ့ပွဲလေးကိုဒါညီကိုတွေကိုဒါရွေးရှယ်ပြီးသုံးသပ်ပြတော့မှာမယ်ဒီပွဲမှာဆင်ကအရင်ဆုံးဒါကျွန်တော်ကောက်ပြီးကိုကြည့်ရင်အာကြီးက1 plus 10ဘိုးကြီးမှာ1 plus 10ပေးထားတယ်အခုပေါင်းကြီးမှာ2 minus 100ဆိုတဲ့ကြီးမျိုးကိုပေးထားတယ်အခုလက်ရှိဒီနှစ်သိန်းရဲ့ဖောင်ကိုကြည့်မယ်ဆိုရင်အာဆင်နယ်ကဒါပရီးမီးယားလိဂ်မှာဆိုရင်တိုက်တဲ့အဆင့်1ဆိုတဲ့ပုံစံမျိုးနဲ့ဒီရာသီမှာဒါဆုံးပွဲတစ်ပွဲပဲရှိသေးတယ်ဒါပေမဲ့တစ်ဖက်က80ကိုပြန်လို့ကြည့်မယ်ဆိုရင်80ရဲ့အခုလက်ရှိစပင်လာလီဂါမှာဆုံးပွဲတစ်ပွဲပဲရထားနေတယ်ဗျဒါပေမဲ့သူ့အနေနဲ့တော့ဒါ80ကိုအနေနဲ့ကတော့ဘယ်လိုပြောရမလဲဒါတေးပွဲတွေကတော့တော်တော်လေးများတယ်တေးပွဲကဒါ၄ပွဲရှိတယ်အခုလက်ရှိအဆင့်၄မှာရပ်တည်နေတယ်ဒီနှစ်သိန်းရဲ့ဒါချန်ပီယံလိဂ်ကဖောင်ကိုကြည့်မယ်ဆိုတော့ဒါအာဆင်နယ်ကတော့နှစ်ပွဲစလုံးဒါ Z2 ဆိုတဲ့ပုံစံမျိုးနဲ့နိုင်ထားတယ်6မှတ်ကို6မှတ်ထိအောင်ဆွမ်းဆောင်ထားတယ်တစ်ဖက်ကဒါ80ကိုကတော့ပြီးရတဲ့ပွဲဒါ Frankfurt ကိုညီကိုမှတ်မိရတင်တာ5-1ဆိုတဲ့ပုံစံမျိုးနဲ့ဒါနိုင်ခဲ့တယ်ဂိုးပြကြီးနိုင်ခဲ့တယ်3မှတ်ပဲရသေးတယ်နောက်တစ်ပွဲကတော့ဒါလီဗာပူးကိုဒါအဝေးကွင်းကနေသွားရှင်များမှာလား3-2ဆိုတဲ့ပုံစံမျိုးနဲ့ရှုံးခဲ့တယ်ပေါ့ဗျာအဲ့လိုအနေထားရချက်ဒီနေ့အာရှအင်္ဂလိပ်မှာကြည့်ရကျွန်တော်ကြည့်ရမယ်ဆိုရင်1 plus 10 2 minus 100ဒီကင်းမျိုးကဘော်ဒီကဗျာဘယ်လိုပြောရမလဲဘော်ဒီနီယန်ကတေးကြဖို့ကိုတော်တော်လေးများတယ်ဘော်ဒီကတက်တေးကြီးပေးထားပြီးဘိုးအောင်ကြီးက2 minus 100ထိကိုပေးထားတော့ဒါလို့အာကြီးနိုင်ရင်တော့ 1-2-1 ဆိုတဲ့ပုံစံမျိုးလောက်ကိုသွားမယ်1-1တစ်ပေါက်တော့ရှိတယ်အဲ့လိုပုံစံမျိုးဘက်ကိုကြီးရဖွင့်ထားတယ်ဒါဘော်ဒီနီယန်တော့ဒါတေးဆိုတဲ့အနေအထားမျိုးကိုတွားနေတယ်ဗျအဲ့မှာကျွန်တော်တို့ဒါပြန်လို့ကြည့်ရမယ်ဆိုဒီနေ့တည်းရဒါ head to head မှာဆင်ရ3ကြီးရှိတယ်ဒါ3ကြီးမှာဒါဘယ်လိုပြောရမလဲ3ကြီးစလုံးကိုဒါအာဆင်နယ်ကအနိုင်များဟောက်ကြဒါ80ကွက်တစ်ချိန်တိုင်းဒါပေမဲ့တေးကတော့2ချိန်ထိကြထားတယ်ဒီနှစ်တည်းကတေးချတော့တော်တော်လေးများတယ်ဒါအခုလက်ရှိဖောင်ရဆင်တော့တည့်ရတိုင်းကျွန်တော်ဒါအာဆင်နယ်ကိုတစ်ဖက်ကပြန်ကြည့်မယ်ဆိုအာဆင်နယ်ကဂိုးသွင်းတာမှန်တယ်သူထည့်ညံ့တဲ့အသင်းနဲ့ဆိုဂိုးသွင်းတယ်ဒါပေမဲ့သူနဲ့ level C2 နီးပါးလောက်ကိုရှိရဲ့အသင်းဆိုရင်ညီကိုသိလည်းမသိတာတလုံးသွင်းမိရဒါဝိလေကြောင့်မနာဟိုလိုသွားနေတာဖြစ်တဲ့အတွက်ကြောင့်ဒါဘယ်လိုပြောဂိုးအောက်ကဒါအဲ့လောက်ထိပြောလို့မရဘူးဗျာဒါ80ကတပေါင်းနဲ့သုံးပါလို့1-1ပုံစံမျိုးလောက်ဒါဖြစ်သွားရင်ဒါဂိုးပေါ်ကောင်းပေါ်သွားနိုင်တယ်အမုန်းရဒါ80ကအရင်ဆုံးဂိုးရသွားရင်ဂိုးပေါ်ကောင်းပေါ်သွားနိုင်တယ်ဒါဂိုးဝိကတော်တော်လေးများတယ်ဒါ1-0လောက်ဖြစ်ရင်ဒါပိတ်ကစားသွားမှဒါအိမ်ကွင်းမှာပိတ်ကစားသွားမှအနေထားလေးတွေရှိတယ်ဆိုတော့ဒါဂိုးပေါ်လည်းဒါဂိုးပေါ်ထက်ဒါဂိုးကောင်းကိုလည်းလက်ဆောင်မှုကောင်းတယ်တစ်ခါကဒါဘော်ဒီကိုပြန်လို့ကြည့်မယ်ဆိုလဲဘော်ဒီက1 plus 10ဒါဘော်ဒီနေရင်လည်းဒါဂိုးကားနေဗျာဒါဘော်ဒီနေလို့ရှိရင်လည်းတေးကြဖို့ကိုတော်တော်လေးများတယ်ဘော်ဒီကဒါ1-0ဒါ1-1-2-1ဆိုတဲ့တပေါက်ကိုဒါဂိုးကောင်းကြီးနဲ့ရှင်းလိုက်မယ်ဆိုအဲ့ဒီပုံစံမျိုးကိုတွားနေတယ်ဒါကြောင့်ဒီဘက်ကဘော်ဒီနဲ့ဘော်ဒီနေဖို့ဆိုလည်းနည်းနည်းလေးတေးအနေထားတော့ကိုတွားတယ်ဗျာအနည်းဆုံးဒါနေရင်ဘယ်ဘက်ကလည်းမချုံနိုင်တော့ဒါဂိုးကောင်းနေရင်တော့ဂိုးကောင်းကတော့ကိုကဗျာဒါအာဆင်နယ်ကပိတ်စားသွားလို့ရှိရင်ဒါဂိုးကအောက်သွားနိုင်တဲ့အနေထားတကယ်လို့ဒါ80ကဂိုးတွေဆိုးစီးရသွားရင်တော့ဂိုးပေါ်သွားနိုင်တဲ့အနေထားဆိုတော့အဲ့လိုအနေထားလေးတွေရှိတယ်ကျွန်တော်တို့ဒါမှရွေးချယ်ရမယ်ဆိုရင်ကျွန်တော်ကဒါအာကြီးက1 plus 10ပေးထားတယ်ဗျာ1 plus 10ဆိုတော့ကျွန်တော်ကဒါ80ကိုနေခြင်းဗျ80ကိုနေခြင်းဆိုတာ80ကိုကဘာဖြစ်လဲဆိုရင်ဂိုးလေးတွေတွင်းနေတယ်ပြီးရဲ့လီဗာပူးကိုကြည့်လိုက်ရင်3-2ဆိုတဲ့ပုံစံမျိုးနဲ့ဒါချုံးထားတယ်သူကဂိုးသွင်းခံရမယ်ဂိုးမရရအောင်ပြန်လို့လိုက်သွင်းတယ်ဆိုတော့အဲ့လိုအနေထားလေးရှိတော့ဒါ80ကိုနေရအနည်းဆုံးတော့ပြား30ပဲချုံးပေါ့ဗျာအနိုင်နဲ့ပြား30ကျွန်တော်ကတော့ဒီဘက်ကဒါ1-1တစ်ပေါက်ကိုမှန်းတယ်ဗျ1-1-2-1ဆိုတဲ့ပုံစံတစ်ပေါက်ကိုမှန်းတယ်ဒါကြောင့်ကျွန်တော်ဒီဘက်မှာAtletico Madrid body ကိုကြိုက်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ဒီနေ့တွေ့တာရွေးချယ်မှုလေးဖြစ်ပါတယ်ဗျ